Hello everyone, today YouTube channel လေးကနေကြိုဆိုလိုက်ပါရပါတော့ဒီနေ့မှာတော့ဗောနော် Sakura game ထဲမှာကလေးမွေးနေ့လေးကိုပြပြအောင်ပါနော်အရင်ဆုံးဗီဒီယိုလေးကိုစလိုက်ကြအောင်ပါနော်ကဲ menu လေးတွေဝင်ပါမယ်ဒေါင်းနဲ့ဆွဲပါမယ်ဆွဲပြီးရလို့ရှိရင် hospital တွေ့လိမ့်မယ်ဗောနော် hospital ကဒီမှာဗောနော်အဲ့ hospital နိုင်မယ်နေပြီးလို့ရှိရင် hospital မှာရှိတဲ့အခန်းတစ်ခန်းနဲ့ဝင်ပါတော့နော်ဒါတော့မဟုတ်သေးဘူး city တွေကတော့ဒီအခန်းနဲ့ဝင်ပါမယ်ကိုအိပ်ရာလေးကိုအိပ်ရာလေးကိုကြည့်မယ်ပေါ့နော် city တွေကတော့ဒီအိပ်ရာလေးလုပ်ပါမယ်ပြီးရင်ဒီမှာ action speed sleep လို့ပေါ်လာလို့ရှိရင်ဒီမှာ action ကိုနှိပ်လိုက်ပါ okayအရင်ပြီးရင် menu လေးတွေဝင်ပါမယ် props ထဲဝင်ပါမယ် post mood ထဲဝင်ပါမယ် post mood လုပ်ပြပါလို့ရှိရင်ဒီလိုမျိုးတွေ့လိမ့်မယ်အစတော့ sleep hospital အဲ့လိုတွေ့လိမ့်မယ်အဲ့ဒါကိုဒီနေရာမှာဒါလေးကိုလှုပ်လိုက်ပါတစ်ခေါက်နှစ်ခေါက်သုံးခေါက်လေးခေါက် bed 04ဖြစ်သွားရင်ရပါပြီကဲလုပ်ပြီးလို့ရပါပြီနည်းနည်းငိုချင်တဲ့မျက်နှာလေးလှုပ်လို့ရပါတယ်ပေါ့နော် menu ထဲဝင်ပြီးတော့ character editor သွားမှာပဲ item editor သွားမှာပဲဒီရလေးရနေမယ်ပြီးဒါလေးနေပါမယ်ငိုတဲ့ပုံစံပြီးဆွဲမှာပြီးအပေါ်တင်မယ်တိမ်လို့ရှင်ပြက်လုံးဒါလေးနေမယ်နည်းနည်းဆွဲမယ်ဒီမျက်ရည်ပုံလေးလုပ်မယ်ကဲဆင်ရပါပြီဒါမှမဟုတ်မျက်စိမိတ်ချင်နဲ့ဒီ reset လေးကိုနှိပ်ပါမယ်ပေါ့နော်ကဲမျက်နှာရပါပြီချက်ချီကနေမယ်နောက်တစ်ခါဘာလိုတာလဲဆိုတော့ခလေးလေးပဲလိုတာပါအဲ့တော့ menu ထဲဝင်ပါမယ် void ထဲဝင်ပါမယ်ချက်ချီကလေးနှိပ်ပါမယ် void ထဲဝင်ပြီးရဆိုတော့ဝင်ပြီးရနဲ့ပဲခလေးပုံစံလေးလုပ်ဖို့လိုအပ်ပါတယ်ပေါ့နော်ပြီးသွားရှင် menu ထဲပြန်ဝင်မယ်ဒီ hospital ဝင်မယ်ခုနတော့ကမိန်းကလေးသွားတဲ့အခန်းကိုပြန်သွားမယ်ပေါ့နော်ဒီနေရာပေါ့နော် dash နေမယ်ပြီးရင်ဒီနေရာမှာထားမယ်ပေါ့နော်ဒီလိုမျိုးအနေရာအသိမ့်ဖြစ်သွားပြီဆိုလို့ရှိရင်နေရာအသိမ့်ဖြစ်သွားပြီဆိုလို့ရှိရင်နေရာအသိမ့်ဖြစ်သွားပြီဆိုရင်ဒီ menu လေးတော့ဝင်မယ် props ထဲဝင်မယ် post mood ထဲဝင်မယ်ကိုလောက်ချင်တာလုပ်လို့ရပါပြီမနော် sleep ကိုနှိပ်မယ်မ sleep hospital ဆိုရင်ရပါပြီအဲ့မှာကိုကနေရာမနီဘူးအဲ့လိုမျိုးပါဖြစ်နေဆိုရင်ကိုကတာကိုပြန်လုပ်လို့ရပါတယ်ပေါ့နော်တော့ရပြီကဲရပြီဒီလိုမျိုးဆိုရင်ရပါပြီခလေးလေးမွေးတဲ့ပုံစံဖြစ်သွားပါပြီကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ကဲဘိုင်ဘိုင်ပါ